အခန်းနဲ့အပုံနဲ့လာသည့်အရက်ကိုဘာသာနေတော့ကအကောင်တစုံတစ်ယောက်ကကိုမသိလဲဘာမှမဖြစ်တဲ့မကောင်းတဲ့တယ်လာတော့မှစိတ်ညစ်ရတာမျိုးဖြစ်ဘူးလားတခါတလေတင်စိတ်ဆင်းရဲနေတာသူများတယ်လာတဲ့အပုံနဲ့တွေကြောင့်ဖြစ်နေတတ်ပါတယ်တခါတလေကြပြန်တော့တင်ကိုယ်တိုင်အပုံနဲ့ထွက်နေတယ်အမိုက်ပုံနာတဝဲလေသွားလုံးနေတာကြောင့်ပျော်ရွှင်မှုနဲ့ဝေးကွာနေရတာဖြစ်ပါတယ်အမိုက်တွေတယ်လာတဲ့သူတွေကိုရှောင်ရှားဖို့လိုတယ်လို့အမိုက်ပုံနာတဝဲလေသွားမလုံးမိဖို့လဲလိုပါတယ်ဒါနဲ့ပတ်သက်ပြီးဂရိတွေးခေါ်ပညာရှင်ဆိုကရေတီသုံးတဲ့နီလန်လေးပြောပြချင်ပါတယ်တနေ့မှာဆိုကရေတီစီကိုသူ့ရဲ့အတိကျွန်းတူရောက်လာကဆိုကရေတီရေခမရဲ့တငယ်ချင်းတယောက်အကြောင်းကျွန်တော်ကြားလာတာရှိတယ်ဗျဆိုပြီးစကားချီလာပါတယ်အဲ့ဒီအချိန်မှာဆိုကရေတီကခဏနေပါအောင်ခမကျွန်တော်ကိုမပြောခင်စကားသုံးစင်းနဲ့စစ်ချင်သေးတယ်ဗျလို့ဆိုလိုက်ပါတယ်ထိုအခါမှာဆိုကရေတီကခမကကျွန်တော်တငယ်ချင်းအကြောင်းကြားလာခဲ့ပြီးအဲ့ဒီအကြောင်းကိုကျွန်တော်ကိုပြောပြချင်တယ်လေဒါပေမဲ့ခမမပြောခင်ခမပြောမဲ့အကြောင်းကိုစကားလေးနဲ့စစ်ချင်သေးတယ်ဗျစကားကသုံးစင်းရှိတာမို့စကားသုံးစင်းလို့ခေါ်တာပါပထမဆုံးစကားကအမှန်တရားစကားပဲဖြစ်ပါတယ်အရင်ဆုံးခမကြားလာတဲ့သတင်းကအမှန်ဖြစ်ကြောင်းသိချလာလို့မေးတဲ့အခါမှာတော့ထိုသူကအဲ့ဒါတော့မပြောတတ်ဘူးဗျကျွန်တော်ကသူများတွေပြောနေတာကြားခဲ့တာပြီးတော့လို့ပြောနေတော့ဆိုကရေတီကရပြီအဲ့ဒီသတင်းမှန်လားမမှန်လားခမမသေးချဘူးလေအခုဒုတိယစကားဖြစ်တဲ့ကောင်းသတင်းစကားနဲ့စစ်ကြည့်ရအောင်ခမအခုပြောမဲ့သတင်းကကျွန်တော်တငယ်ချင်းကောင်းကြောင်းဟုတ်ရဲ့လားလို့မေးတဲ့အခါမှာတော့ထိုသူကအဲ့လိုတော့မဟုတ်ဘူးပြလို့ဆိုလာတာပါတယ်ဒါဆိုခမကကျွန်တော်တငယ်ချင်းရဲ့မကောင်းသတင်းကိုပြောချင်တယ်ပြီးတော့ခမကမသေးချဘူးပေါ့ဒါပေမဲ့ရပါတယ်တတိယစကားကိုခမကြော်ဖြတ်ကောင်းကြော်ဖြတ်နိုင်ပါသေးတယ်တတိယစကားရဲ့အမိကအကျိုးရှိမှုစကားပဲဖြစ်ပါတယ်ခမကျွန်တော်ကိုပြောမဲ့သတင်းကအကျိုးတော့မရှိတော့ပါဘူးလို့ဆိုလာပါတယ်ထိုအချိန်မှာဆိုကရေတီကကောင်းပြီခမသတင်းကမှန်လဲမမှန်ဘူးကောင်းလဲမကောင်းဘူးအကျိုးလဲမရှိဘူးဆိုရင်ခမကျွန်တော်ကိုဘာလို့လာပြောနေလဲဆိုပြီးပြောထုတ်လိုက်ပါတော့တယ်တကယ်တော့ကျွန်တော်တို့ရဲ့ဘဝမှာဆိုကရေတီရဲ့အတိကျွမ်းလို့လူမျိုးတွေအများကြီးရှိတတ်ပါတယ်အဲ့ဒီလိုလာပြောတဲ့သူကိုဆိုကရေတီမေးတဲ့မေးခွန်းတွေမေးဖို့တော့အစင်မပြေတော့ပါဘူးကိုကသာအဲ့ဒီလိုသတင်းတွေပြောတတ်တဲ့သူတွေကိုသတိထားရမှာဖြစ်ပါတယ်မှန်လဲမမှန်ကောင်းလဲမကောင်းအကျိုးလဲမရှိတဲ့သတင်းတွေကိုတဲလာတတ်တဲ့သူတွေရှိပါတယ်ကိုဘာသာအဲ့ဒီသတင်းကိုမသိခင်တုန်းကဘာမှမဖြစ်ဘူးပြီးတော့မှစိတ်ဆင်းရဲရတဲ့သတင်းတွေရှိတတ်ပါတယ်အာနာပြီးလက်ခံနားထောင်လိုက်မိခြင်းသို့မဟုတ်ကိုကိုသူများတွေဘာတွေပြောနေလဲဆိုတာအရန်ကယူဆိုင်လွန်ခြင်းစတာတွေကြောင့်တင့်စီကိုအပုံနှံ့တွေရောက်လာတာဖြစ်ပါတယ်မှန်မမှန်ကလည်းမသေးချာကောင်းသတင်းကလည်းမဟုတ်ဘာများလုပ်လို့ရလဲဆိုတော့ဘာမှလည်းလုပ်လို့မရပြန်အဲ့ဒီလိုသတင်းမျိုးတွေတင့်ဘဝတဲ့ကိုဘယ်နေရာဘယ်အရက်ကလာနေတယ်လဲဆိုတာသတိထားပြီးရှာဖွေရမှာဖြစ်ပါတယ်ပြီးရင်အဲ့ဒါတွေဝင်မလာအောင်သင်ကာကွယ်ရမှာဖြစ်ပါတယ်ကျွန်တော်မှအတိအကျွမ်းတယောက်ရှိခဲ့ဘူးပါတယ်သူကအနှုတ်ဖြစ်တဲ့အတွေးတွေအရန်တွေးတတ်ပါတယ်ကျွန်တော်လည်းမတွေးတာကြပေမဲ့ Facebook ပေါ်မှာတော့တငယ်ချင်းဖြစ်နေစေဖြစ်ပါတယ်တနေ့မှာ main group တစ်ခုထဲမှာ Facebook အသုံးပြုသူတယောက်ဟာကျွန်တော်ရဲ့ကလောင်နာမည်ဖြစ်တဲ့ motion ဟာကိုလောင်ပြီးပုံတစ်ခုလောက်ထားတာကိုသူတွေ့သွားခဲ့ပါတယ်ကျွန်တော်ကို comment ထဲကနေ mention လှမ်းခေါ်ပါတယ်ကျွန်တော်စားတွေ့ချင်းတော်တော်လေးစိတ်နှောက်ယှက်ဖြစ်သွားပါတယ်ဒါပေမဲ့အဲ့ဒီပုံရဲ့အောက်မှာကျွန်တော်ဘာမှပြန်မရေးခဲ့ပါဘူးအဲ့ဒီပုံတစ်ပုံကြောင့်ကျွန်တော်ဘာမှလည်းဖြစ်သွားမှာမဟုတ်ဘူးလေပြီးတော့ဒီလိုကိစ္စမျိုးကကျွန်တော်အတွက်တိတ်မထူးပါဘူးဒါပေမဲ့တွေ့တဲ့အခါတိုင်းလူသားပီပီစိတ်အနှောက်ယှက်အနှဲငယ်ဖြစ်သွားလေးရှိပါတယ်သူလောင်ထားတဲ့ပုံကအမှန်တရားလည်းမဟုတ်ကောင်းသတင်းလည်းမဟုတ်အကျိုးရှိတာလည်းမဟုတ်ခဲ့ပါဘူးကျွန်တော်ရဲ့အတိအကျွမ်းကတော့သူ့အနေနဲ့ကျွန်တော်ဘက်ကနာပြီးကျွန်တော်ကိုလန့်ခေါ်လိုက်တာပါဒါပေမဲ့တကယ်တမ်းကျွန်တော်အတွက်စိတ်နှောက်ယှက်ဖြစ်ုံကလွဲပြီးဘာမှအကျိုးမရှိဘူးဆိုတာသူမေ့နေခဲ့ပါတယ်ကျွန်တော်ကနေပြန်ပြီးဖြေရှင်းလဲမုန်းတဲ့သူကတော့မုန်းနေမှာပါပဲအဲ့ဒီလိုလှောင်ပြောင်မှုတွေဟာဒီအတိုင်းမတိကျင်အောင်ဆောင်ထားတာဒါအကောင်းဆုံးပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒီပုံအောက်မှာဘာမှပြန်မရေးခဲ့ပေမဲ့ကျွန်တော်ရဲ့အတိကိုတော့ message bar ကနေလှမ်းပြီးတစ်ခုတောင်းဆိုခဲ့ပါတယ်ကျွန်တော်ဘက်ကနေနာပြီးအတိပေးခဲ့လို့ကျေးဇူးတင်ကြောင်းကျွန်တော်အနေနဲ့ဒီလိုမျိုးအရာတွေတွေ့နေကြမှုနောက်များမှာကျွန်တော်ကို match မလုပ်ဖို့မေတ္တာရက်ခံခဲ့ပါတယ်သူ့စိတ်ထဲစိတ်အနှောက်အယှက်ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်မတတ်နိုင်ပါဘူးကျွန်တော်ကလိုအပ်တဲ့နေရာတွေမှာအာမနာတတ်ပါဘူးကျွန်တော်ငြိမ်နေရင်ကျွန်တော်စိတ်ဆင်းရဲရမယ်သူလည်းပါကျိုးမှမရှိပဲစိတ်ဆင်းရဲနေရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲတောင်းဆိုခဲ့တာပါဘဝမှာနည်းနည်းလေးအောင်မြင်လာတာနဲ့ပြောချင်သူတွေကအမြဲရှိတတ်ပါတယ်အဲ့ဒီလိုကိုဝေဖန်တဲ့သူတိုင်းကိုလိုက်ပြီးတုံ့ပြန်နေရင်ရှေ့ကိုရောက်မှာမဟုတ်တော့ပါဘူးတင်ဘဝတဲကိုလည်းအမိုက်တွေအပုံနှံ့တွေဝင်တဲ့နေရာတွေရှိတတ်ပါတယ်တနေ့တင့်ကိုစိတ်ဆင်းရဲစေတဲ့သတင်းတွေဘဲကလာလဲပြန်သုံးသပ်ပါဒီနေ့ခေတ်ထဲမှာဆို Facebook ကနေပြဿနာပေါင်းစုံရောက်လာတတ်ပါတယ်ကျွန်တော်အသည့်တွေထဲမှာအချို့ဆိုရင် Facebook ကြောင့်ပဲတနေ့အမျိုးစိတ်ဆင်းရဲနေတာတွေအကုသိုလ်ရနေတာတွေတွေ့ဖူးပါတယ်တင်ဟာ Facebook ကိုမခွာနိုင်သေးဘူးဆိုရင်တင်ရဲ့ Facebook ကိုအကောင့်တန်ရှင်းရေးတေချာလုပ်ပါ Facebook ဆိုတာဟာအပြင်လောကနဲ့တင်ရဲ့စိတ်ကိုဆက်သွယ်ပေးတဲ့တကားတစ်ချက်ဖြစ်လာပါပြီ Facebook ပေါ်ကအရာတွေကတင်ရဲ့စိတ်ကြည်လင်မှုမကြည်လင်မှုစိတ်ချမ်းသာမှုစိတ်ဆင်းရဲမှုစတာတွေနဲ့တဖြည်းဖြည်းပတ်သက်လာနေပါပြီဒါကြောင့်မိမိအကောင့်မှာ unfriend လုပ်တဲ့သူကိုလုပ် unfriend လုပ်လို့မကောင်းရင် unfollow လုပ်လို့ရပါတယ်စိတ်အနှောက်အယှက်ပေးတဲ့သတင်းတွေလည်း unfollow လုပ်ပါမိမိကိုစိတ်ချမ်းသာစေတဲ့အရာဘ ഹു တုတရားစေတဲ့အရာတွေနဲ့သာတင့်ကိုတင်ဝန်းရံထားပါတင်ဘဝမှာလည်းစိတ်ဆင်းရဲစရာတွေနဲသွားပါလိမ့်မယ်မိမိအပေါ်အစိုးမြင်နေတဲ့လူတိုင်းကိုလည်းတုံ့ပြန်ဖို့မလိုပါဘူးတခါတလေသင်ခန်းစာယူတဲ့အခါသင်ခန်းစာယူပြီးမိမိလမ်းကိုဆက်လျှောက်ပါအစိုးမြင်ဝါဒီသမားတွေကိုတုံ့ပြန်မှုနဲလာရင်တင်ဘဝလည်းအရင်ကထပ်ပိုပြီးအေးချမ်းလာလိမ့်မယ်